တွေကြားတယ်မဝင်နေတဲ့ အမျိုးသမီးတယောက်အကြောင်းကိုတွေ့ရမှာပါသူမဟာဘေကင်းမိုးအတွက်ကိုကိုတို့မီပုံနေခဲ့ပေမဲ့တော်ဝက်ကြီးကတော့မကြခင်မှာပဲထွက်သွားတော့မပုံပါပဲတော်ဝက်ကြီးကဘာမှတုတ်ပြန်မပြပဲနောက်ဆုံးမှာတော့သူမအနာကနေထွက်သွားခဲ့တယ်ဒါပေမဲ့တော်ဝက်ကြီးအဝေးကိုလွတ်ထသွားတော့မယ်ဆိုတာကိုသိလိုက်ရတဲ့အခါမှာတော့ထူးဆန်းစွာထိုမျိုးသားဟာတော်ဝက်နောက်ကိုပြန်လိုက်ပါတော့တယ်သူမဟာဓာတ်ကိုလိုက်ယူပြီးကြာစီနေတော့မှာပဲနောက်ထပ်ဘာဆက်ဖြစ်မယ်ဆိုတာကိုသူကသိမှာလေရှောင်းမေဟာဒူသားရဲ့ကြီးကိုပြန်ပြီးတိုက်ခိုက်ချင်မှုရပါတယ်ဒါပေမဲ့မထင်မဲ့ပဲချောင်းမေရဲ့ရှေ့တောက်ပေါ်ကိုတခုကိုပြိုလဲကျသွားတဲ့အတွက်သူမဟာနာကျင်မှုကိုအလိုလိုက်ခံစားလိုက်ရပါတယ်ခဏတာပြည့်ပြည့်ထက်တဲ့နာကျင်သွားတဲ့ရှောင်းမေကအော်ဟစ်လိုက်ပြီးအသေးအတန်ပဲတော်ဝက်ရဲ့ကောင်ကိုအကောက်ကန်ပြလိုက်ပါတယ်တို့နောက်အမြင်နောက်ဆုပ်ပြီးမိစာကွက်ကိုကောက်ယူကတော်ဝက်ကောင်ကိုရိုက်ချလိုက်တဲ့အခါမိတောက်တွေဟာတော်ဝက်ရဲ့အမွှေးတွေပုတ်ကိုကြားရောက်ပြီးတောက်ကျန်သွားပါတော့တယ်တော်ဝက်ကြီးမိတောက်ပြီးရုံးကန်နေတော့မှချောင်းမေကအတားရနောက်ဆုပ်ပြီးလက်နက်ကိုအမေကြီးကပြည့်ယူနိုင်ခဲ့ပါတယ်တော်ဝက်ကြီးပြန်တဲ့တော့ပြန်ဖို့ကြိုးစားချိန်မှာတော့အရာအလုံးဟာနောက်ကျသွားခဲ့ပါပြီသူမဟာတော်ဝက်ရဲ့အသေးနှလုံးစီကိုဓာတ်နဲ့အရှိုက်ကြထိုးဆိုင်လိုက်နိုင်ပြီးနောက်ဆုံးမှာတော့ကန်ခေါင်းထောက်မဆိုတဲ့အန်ဒီယာကနေလွတ်မြောက်သွားခဲ့ပါတော့တယ်